အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမယ့်အကြောင်းလေးကတော့ data for operator တယောက်ဖြစ်တဲ့ video ရဲ့အကြောင်းဖြစ်ပါတယ်။အဲစလိုက်ကြအောင် Let's knock them off their feet. နောက်တစ်ခုကတော့ QNN သူ့ရဲ့ method ဖြစ်တဲ့ QNN တလေး do counting တိုက်တာဖြစ်ပါတယ်။ဒီ skill ကတော့ဆက်သက်သုံး platform လူစားတစ်ခုဖြစ်ပြီးတော့ဒီနာရှိရန်တို့ကိုအမျိုးဝါစာမျိုးပုံမျိုးဖြစ်ပါတယ်။ကုန်လောက်ကတော့100စက္ကန့်ပါ။နောက်တစ်ခုကတော့ dynamic progression ပေါ်ခေါ်ရတော့ပြီးတော့ skill ရတဲ့မျိုးဖြစ်ပြီးတော့အဲဒုက္ခအကြောင်းမရှိလို့ယူတော့မှာပါ။ animation ပြင်နေမှာသုံးဝင်တဲ့ skill effect တစ်ခုဖြစ်ပါတယ်။ကုလောက်ကတော့15စက္ကန့်ပါ။နောက်တစ်ခုကတော့ mechanic ပုံဒီစကေးရတော့ video ရဲ့ရေးပါဆုံးစကေးတစ်ခုဖြစ်ပါတယ်ဖြစ်တဲ့တာလိုက်ပုံအမျိုးအစားဖြစ်ပြီး3ခိုင်အပါအဝေးကိုပြစ်လိုက်တာနဲ့ကနေပြီး30ခိုင်အကြာပေါက်ွယ်မှာပါတင်ကပေါက်ွယ်နေရာမှာသုံးနေတဲ့စကေးတစ်ခုဖြစ်ပါတယ်ကုန်သွားရင်လည်းပြည်စည်းပုံနဲ့ပြင်လို့ရပါတယ်ဒါကတော့ video စကေး file အကြောင်းပါနောက် video မှာ data 4 ကိုပဲထွက်လာတော့ပါဝင်လာတဲ့ sign နဲ့ key တာကို sကေး file အကြောင်းဖြစ်ပါတယ်နောက် video မှာပြန်တွေ့ကြမယ်ဗျ see you bye